စပိုလေးကိုဖတ်ကြည့်လိုက်နော်16နှစ်ပဲရှိသေးတယ်တဲ့နော်ဦးဒီတော့တာတဲ့အဲ့တော့သူဖမ်းမိသွားတယ်တဲ့မလေးရှားထိုင်းနယ်စပ်ပေါ့နော်နယ်စပ်ဝင်မှာဖမ်းမိရဆိုတော့ထိုင်းနယ်စပ်ပဲလားမလေးရှားနယ်စပ်ပဲလားတော့မပြောတတ်ဘူး तू ဒါပေမဲ့ तू ကပြောတာတော့မလေးရှားပဲလို့ပြောတယ်ဒါပေမဲ့ तू ပြောတဲ့ဒီဖမ်းခံရတဲ့ပြည်နယ်နာမည်ကိုကျမကပြောကျမမသိဘူးဆိုတာကစလုံးပေါင်းမှားနေလားတော့မပြောတတ်ဘူးသူပဲနားထောင်တာမှားလာတော့မသိဘူးပေါ့နော်အဲ့ဒါမျိုးကတော့မလေးရှားမှာမရှိဘူးပေါ့မျိုး post တွေကမကြခဏဆိုလို့လာမေးကြတာရှိတယ်အဲ့တော့ကျွန်မပြောချင်တာကဒီကလေးက16နှစ်ပဲရှိသေးတယ်ပုံမှန်ဆိုလို့ရှိရင်အလုပ်လုပ်ရတဲ့အရွယ်18နှစ်အထက်မှလုပ်လို့ရတာပေါ့နော်အဲ့တော့ဒီပွဲစားကလည်းလေသူကမတီးဘူးလို့ပြောတာကဟိုလက်ဝေခံပွဲစားနေမှာပေါ့နော် तू ကလက်ဝေခံပွဲစားတွေကဒါ तू ကသူတို့ကမော်လမြိုင်ဘက်ကတဲ့ဆိုတော့လက်ဝေခံပွဲစားတွေကဒီလိုမျိုးတစ်စင်းနဲ့ချိတ်ပင်းရတော့ main ပွဲစားတော့ဒီဟိုဘက်မှာရှိရင်ရှိမှာပေါ့လေဒီမလေးရှားမှာရှိတယ်ပေါ့လေ तू ပြောတာအဲ့တော့ဒီလက်ဝေခံပွဲစားဆိုတာလဲဘာပဲပြောလူတယောက်ရနှစ်ယောက်ရသူတို့ရဲ့ဒါဝမ်းစာဖြစ်လို့ရတယ်လीเนาะဒါသူတို့တွေဒါစီးပွားလုပ်စားတာ哦ကျွန်မဒါပွဲစားတွေကိုအပြစ်ပြောနေရမှာမဟုတ်ဘူးအဲ့တော့ကိုကပေါ့မလေးရှားကိုသားသမီးကိုအမျိုးသားကိုရဲ့ဒီမိသားစုပေါ့နော်ဒါတွေဇနီးမယားတွေလွှတ်မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးလေရေရာတေချာမဲ့မှန်ကန်တိကျကျလုပ်တဲ့ပွဲစားကိုတေချာစုံစမ်းပါနော်အခုလိုမျိုးဖြစ်လို့ရှိရင်ပွဲစားနာမည်လည်းမသိဘူးဘယ်လိုက်လို့လိုက်ရမှန်းလည်းမသိဘူးเนาะနောက်တစ်ခုကကြတော့ကိုကဒီအောက်လန်းနေပြီးတော့လာမယ်ဆိုလို့ရှိရင်ကိုရဲ့အလွယ်တကူဆက်တလို့ရမယ်ဖုန်းနံပါတ်ကိုခေါင်းထဲမှာအတကုံရိုက်ထည့်ထားပါเนาะဟိုဖုန်းထဲမှာရေးထည့်ထားတာတို့စာရွက်လေးထဲမှာရေးပစိုင်ထဲမှာထည့်ထားတာတို့ကရဲဖမ်းလို့ရှိရင်အကုန်သမဝါမှာလीเนาะအဲ့ဒါတွေကဟိုဆက်တလို့မရဘူးခေါင်းထဲမှာထည့်ထားတဲ့ဟာကျတော့ရဲကဒါထုတ်လို့မရဘူးလीเนาะအဲ့တော့ကိုယ့်ရဲ့မိသားစုနဲ့ဖုန်းပြောဖို့ကတော့အခွင့်အရေးကတော့ဖမ်းခံပြီဆိုရင်ရဲကပေးတယ်เนาะနည်းနည်းတော့အချိန်လေးပေါ့တပတ်အတွင်းမှာတော့သူတို့ပေးပါတယ်เนาะပြီးလို့ရှိရင်ဥပမာမြန်မာတန်ယုံကလာမယ်ဆိုလို့ရှိရင်တန်ယုံကနေပြီးတော့အဲ့ဖုန်းနံပါတ်ကနေဆက်သွယ်ပြီးတော့မိသားစုကိုဆက်သွယ်ပေးရတယ်ရှိတယ်အဲ့တော့ကိုကဟိုအဖမ်းခံရတဲ့လူကလည်းတိထားမှာကကိုယ့်ရဲ့ထောင်ထဲရောက်သွားလို့ရှိရင်အချုပ်ခံရတာပေါ့နော်ထောင်ထဲမရောက်သေးခင်အချုပ်ခံရတဲ့ဒီထောင်ဟိုအချုပ်နံပါတ်ပေါ့နော် body နံပါတ်လို့ခေါ်တာပေါ့လေတကယ်တမ်းပြောလို့ရှိရင်တော့ဒါအချုပ်သားနံပါတ်ပေါ့နော်ပြောရရင်အဲ့ဒါလေးကိုလည်းကိုကတိထားရမယ်အဲ့တော့ကိုပိသားစုနဲ့ဆက်သွယ်အကြောင်းကြားမယ်ဟိုအခွင့်အလမ်းရောက်လာပြီဆိုလို့ရှိရင်အမြန်ဆုံးဘယ်ပြည်နယ်မှာရှိတယ်ပြည်နယ်ရဲ့ကိုကြနေတဲ့ဒီပြည်နယ်ကိုလည်းတော့ခေါင်းထဲမှာအလွတ်ကျက်ထားပြီเนาะဘယ်အချုပ်မှာကြာနေတယ်ဘယ်ပြည်နယ်မှာရှိနေတယ်နာမည်ကိုလည်းတေချာရေးရပြောကိုကမလေးရှားကိုအောက်လန်းလာတဲ့အတွက်ကြောင့်မို့လို့ကျမ်းမာရေးကောင်းမှဖြစ်မှာเนาะပြီးလို့ရှိရင်တတိရည်လည်းရှိမှဖြစ်မယ်ပြီးတော့နည်းနည်းပပလေးမလေးစကားလေးကိုလေရဲနဲ့တွေ့ရင်တော့ပြောလို့ရအောင်အခြေခံလေးတော့နည်းနည်းလေးတော့လေ့လာထားရင်ကောင်းတာပေါ့เนาะကိုယ့်အတွက်ကောင်းတာပေါ့လေပြောရလို့ရှိရင်တော့အဲ့တော့ပွဲစားတွေကိုကျွန်မပြောချင်တာကလေဟိုဘယ်သူမဆိုပေါ့လေเนาะဒါစီးပွားရေးလှုပ်ရှားကြရဲဆိုတော့တယောက်ရနှစ်ယောက်ကပတ်စံပဲပေါ့လေเนาะဒါပေမဲ့ကိုခေါ်လာမဲ့လူကကျမ်းမာရေးကောင်းရဲ့လားလို့เนาะအသက်ကရော18နှစ်အထက်မှာရှိတာ18နှစ်အောက်ဆိုရင်ခေါ်မလာပါနဲ့ဒီလိုကလေးဆိုလို့ဒီဘက်မှာဘာသွားလုပ်လို့ရမှာတော့เนาะငယ်သေးရလေပြီးတဲ့ခါကျတော့သူ့ရဲ့အတွေးခေါ်က16နှစ်အတွေးခေါ်ပဲရှိရလေဒီမှာအကုန်လုံးကကြားကြီးလေเนาะအဲ့တော့ဒီကလေးလေးကိုဒီထဲမှာခေါ်လာတဲ့ခါကျတော့ဥပမာအလုတ်ရပြီးပဲထားအလုတ်ရှင်ရဲ့ဒါမတရားနှိပ်စက်မှုတွေခံရမလားဘာလားညာလားပြီးတော့လေဟိုတရားမျှတတနဲ့အလုတ်ကန်ရောရပါမလားဘာမှပြောလို့မရဘူးလीเนาะနောက်တစ်ခုကကြတော့မလေးရှားကိုလာမယ်ဆိုလို့ရှိရင် plan B ဆိုတာဆွဲ plan B ဆိုတာကိုယ့်ရဲ့အစီအစဉ်ကတော့မလေးရှားရောက်မယ်အလုပ်လုပ်မယ်ဆိုတဲ့ plan ပေါ့နော် plan B ကကြတော့တကယ်လို့များငါ့ကိုရဲဖမ်းခဲ့လို့ရှိရင်ဘာလုပ်ရမလဲဆိုတဲ့ plan B ပေါ့နော်အဲ့တော့ရဲဖမ်းခဲ့မယ်ဆိုလို့ရှိရင်သိရအောင်လို့ခုနကကျွန်မပြောသလိုပဲဖုန်းနံပါတ်ကိုအတည်ချက်ထားမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့အိမ်ကိုဆက်သွယ်လို့ရလို့ရှိရင်ပြောရမယ်စကားလုံးလေးတွေပေါ့နော်ငါရဲ့အထုပ်နံပါတ်ကဘယ်လောက်ရှိရပေါ့နော်ပြီးလို့ရှိရင်ဘယ်ပြည်နယ်မှာငါကြာနေရပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ကိုယ့်အိမ်နဲ့ဆက်သွယ်လို့ရမယ်ဟာတွေကအမြဲတမ်းမှတ်ထားနောက်ပြီးကြတော့ရှင်ကြောက်လို့မရတော့ဘူးမလေးရှားကိုအောက်လန်းလာပါပြီဆိုတော့ဒါတတိရှိလို့လာကြတာလေနော်ကြောက်လို့လည်းမရတော့ဘူးပြီးလို့ရှိရင်အခုနောက်ပိုင်းဆိုလို့ရှိရင်ဒီအချုပ်ထဲမှာပေါ့နော်ဒီထောင်ထဲမှာပေါ့ထားလိုက်ပါတော့နော်ကြားတဲ့မြန်မာတွေကတော်တော်များတယ်နော်ဟိုပူပူနွေးနွေးထွက်လာတဲ့လူတွေရဲ့လေကျမကိုပြန်ပြီးတော့ပြောတဲ့အချက်တွေဆိုလို့ရှိရင်ကျမကြသိန်းအောင်ထားတယ်နော်ဘယ်လောက်ထိသူတို့တွေဟိုတရိษံနဲ့မချသူတို့ကိုပေါ့နော်ဆက်ဆံတာပေါ့နော်အဲ့ဒါတွေကျမနောက်ရက်တွေမှာကျမအဲ့ဒါလေးပြန်ပြောပြပေးအောင်မယ်နော်အဲ့တော့က်ကလေးတွေကျမကိုပြောရဲဆိုတာကအဲ့လိုမျိုးပြန်ပြီးတော့အများကိုသိစေချင်လို့တော့ပြောတာပေါ့နော်ဆိုကျမနားထောင်ပြီးတော့မှကြသိန်းအောင်ထားတယ်ရင်းနဲ့လည်းမကောင်းဘူးပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့တော့ပ
plan B ငါဒီလိုမျိုးကြီးအချုပ်ကြလို့ရှိရင်ရဲဖမ်းပြီးလို့ရှိရင်ဘာတွေလုပ်ရမလဲဆိုတာလည်းအမြဲတမ်းခေါင်းထဲမှာတွေးထားပါအဲ့တော့မလေးရှားရောက်လာနဲ့ငါတထေးဖြစ်ပြီဆိုတာမရှိဘူးเนาะမလေးရှားကိုအရောက်100လာလို့เนาะ9ရောက်အဆင်ပြေရဲဆိုလို့ရှိရင်လေဓာတ်စာကောင်းတဲ့အဆင်ပြေရဲတရားမျှတတဲ့လှုပ်ရှင်နဲ့တွေ့ရဲဆိုလို့ရှိရင်ဒါတော်တော်ကြီးကိုကံကောင်းလို့ပဲเนาะအရောက်100မှာ9ရောက်တောင်မှတော်တော်ရှားတယ်เนาะမရှိဘူးအဲ့လိုမျိုးပဲအဆင်မပြေမှုကြီးလာတဲ့ဒီရင်းနှီးညှုပ်နှံထားတဲ့ဒီပွဲစားကားတွေကလေကုံရောเนาะဟိုပျောက်ပြက်ကုံရောပေါ့เนาะကိုယ့်ရဲ့ဟိုရင်းနှီးလာတဲ့ဟာတွေကအကျိုးအမြတ်မရှိဘူးပေါ့လေပြောချင်တာเนาะပွဲစားတွေကလည်းကိုရပြီးရောဆိုပြီးတော့မလုပ်စေချင်ဘူးကျမကြီးကောင်းလားလို့ပေါ့เนาะအသက်ကဘယ်နှစ်လဲလို့အသက်18နှစ်အောက်ဆိုခေါ်မလာနဲ့ပေါ့เนาะဒါတွေကလည်းလူဟိုပေါ့ကျမတို့ဒီဒုက္ခရောက်နေတဲ့အချင်းချင်းပေါ်မှာမြစ်တာလေးနည်းနည်းလေးထားလိုက်တာပါပဲဒီလောက်ပါပဲเนาะအဲ့ဟာတွေကလည်းပွဲစားတူးတောင်လည်းလို့မရအောင်ပွဲစားတိုင်းညီညွတ်မှဖြစ်မှာပါเนาะ16နှစ်အောက်ဆိုမခေါ်မှတ်ပုံနေလေးကြည့်မယ်ဟာမင်းအောင်16နှစ်မပြည့်သေးဘူးကွာ16နှစ်ပြည့်မှခေါ်မယ်ကွာဆိုပြီးတော့လီထားတာမျိုးပေါ့เนาะအဲ့တော့လာတဲ့လူတွေကလည်းပြည်ကြီးရမျက်နှာရပြောင်းကြတာလေကိုယ့်နိုင်ငံမှာအဆင်မပြေလို့ပေါ့เนาะအဆင်ပြေရဲ့နေရာကြီးရွှေ့ကြပြောင်းကြကျွန်မနားလဲတယ်ဒါပေမဲ့ဒီဘက်မှာရောက်လာမဲ့ဒုက္ခကလည်းမနှဲဘူးလို့เนาะအဲ့ဒါလေးလည်းသိစေခြင်းနဲ့အဲ့တော့ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့ညီကိုမောင်နှမတွေကို16နှစ်အောက်ဆိုရင်မလှုပ်လိုက်ပါနဲ့လို့ပြီးတော့ဒီဘက်ကိုလာမယ်ဆိုရင်လည်းကျမ်းမာရေးတောင်မီမလားလို့เนาะပြီးတော့လည်းစိတ်ဓာတ်လည်းခွန်အားလည်းပြည့်မှာလားပြီးလို့ရှိရင်လာမယ်လို့မလေးရှားကိုဆုံးဖြတ်ထားလို့ရှိရင်မလေးရဲနဲ့တွေ့လို့ရှိရင်ပြောလို့ရအောင်စကားလေးနည်းနည်းပါးလေးတော့เนาะမလေးစကားလေးကိုလေ့လာသင်ယူလို့ဘာပဲပြောရဲဖမ်းမိနေအောင်မှနည်းနည်းအဆင်ပြေနိုင်သေးရလေเนาะကိုကမလေးရှားကိုလာမယ်ဆိုရင်အလွယ်တကူကြီးနဲ့မလာဘဲနဲ့ခေါင်းနဲ့တေချာစဉ်းစားဆုံးဖြတ်မလေးရှားရောက်လို့ရှိရင်လည်းကြော်တော့နောက်ခံရှိတဲ့လူတွေနဲ့အလုံးရမလားမရဘူးလားတေချာမေးနော်မလေးရှားမှာကိုယ့်ရဲ့အတိတရားမှမရှိဘဲနဲ့ဘလိုင်းကြီးမလာမိစေနဲ့နော်အဲ့ဒါလေကားပတ်စံတွေကပလုံဖြစ်သွားလိမ့်မယ်ပြီးလို့ရှိရင်ဟိုစိတ်ဆင်းရဲမှုတွေနဲ့နော်ဒုက္ခတွေရောက်ပြီးတော့နော်ပြေးစရာလမ်းမရှိတခါပြန်ဖြစ်မယ်နော်